ကျွန်တော်တို့ရဲ့ကြောက်ရတဲ့မှာလူသားရဲ့ထက်သာလွန်တဲ့တက်ရှိရရှိနေခဲ့မှာဆိုရင်ကောမင်္ဂလာပါခင်ဗျာ Flame Plus YouTube Channel ကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တက်ဆက်ပေးခြင်းတဲ့ရုပ်ရှင်ဇာတ်ကားလေးကတော့2009ခုနှစ်မှာထွက်ရှိခဲ့ Transformer ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်2009ခုနှစ်မှာထွက်ရှိခဲ့ Transformer ရုပ်ရှင်နဲ့အချင်းကားတကမဟုတ်ပါဘူးဒါဟာအဆင့်မြင့်နည်းပညာရဲ့တိစောက်ထားတဲ့ဂျူသားစစ်အုပ်မျိုးနွယ်စုနှစ်စုဖြစ်တဲ့ Autobots နဲ့ Decepticons တို့ကြားနှစ်သန်းပေါင်းချီကြာအောင်တိုက်ခိုက်လာခဲ့တဲ့ပြည်တွင်းစစ်ကြီးကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့အကြောင်းဖြစ်ပါတယ်စစ်ကြောရတဲ့မှာကျွန်တော်တို့တယောက်တည်းမဟုတ်ဘူးဆိုတာကိုလူသားရဲ့သိလိုက်ရတဲ့နေရာကဘာကြီးရဲ့သမိုင်းကြောင်းထာဝရပြောင်းလဲသွားတဲ့နေပါပဲဒီအားလုံးက Allspark လို့ခေါ်တဲ့အစွမ်းတက်အတုံးကြီးတစ်လုံးကနေစတင်ခဲ့တာပါဒီအတုံးကြီးကတတ်မဲ့ဝတ္ထုတွေကိုအသိဉာဏ်ရှိတဲ့တက်ရှိစိတ်ရုပ်တွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်ဇလန်1898ခုနှစ်အာတီစူဇန်ရှာဖွေရစတင်ခဲ့တာပါ1898ခုနှစ်မှာကပတိန်အာကီဘက်ဝစ်ဝီကီယာအာတီရေခဲပြင်အောက်မှာအိပ်ပျော်နေတဲ့အေယာမစိတ်ရုပ်ကြီးကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့မျက်မှန်ပေါ်စိတ်ရုပ်တွေရဲ့တရားတွေကူးစက်ခံလိုက်ရပါတယ်ဒီမျက်မှန်နောက်ထပ်နှစ်ပေါင်း100ကျော်အကြာမှာလူသားမျိုးနွယ်ကိုကယ်တင်မဲ့ဒါမှမဟုတ်ဖျက်ဆီးမဲ့တော့ချက်ဖြစ်လာပါတော့တယ်ကမ္ဘာအကြီးဆုံးတိုက်ပွဲကြီးအစအမေရိကန်ရဲ့ကာတာစစ်အခြေစိုက်စခန်းမှာစတင်ခဲ့ပါတယ်လေတပ်ရရှိတွေကသူတို့ရဲ့ရိုးရလုပ်ငန်းခွင်အတိုင်းတာဝန်ထမ်းဆောင်နေချိန်မှာမမျှော်လင့်ထားတဲ့အတဲ့တူကောင်းကင်ကနေရောက်လာပါတော့တယ်ဒါရိုး MA53 ပေါ်လို့ရဲ့တစီလို့ထင်ရပါမယ်တကယ်တော့ Decepticon Blackout ပါသူ့ရဲ့ molecular scanning နည်းပညာနဲ့စစ်တပ်တော်ရန်ရဲ့အဖြစ်အသွင်ယူပြီးစကန်တွေကို AAC စိတ်ဝင်နေခဲ့တာပါဒါ Decepticon ရဲ့အဓိက viewer ဖြစ်တဲ့ဖုံးဝယ်ခြင်းအစောဆုံးမြင်တွေ့ရတဲ့အခိုက်အတန့်မှာပဲ scan နဲ့ရောက်တာနဲ့ Blackout ဟာရဟရန်တွင်ကနေ AR စိတ်အုပ်ကြီးအဖြစ်ပြောင်းလဲလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်တွေကနေဒုံးကြီးတွေ plasma အမြောက်တွေနဲ့အဆင့်မြင့်လက်နက်တွေကိုထုတ်ဖော်လိုက်ပြီးစကန်မိုင်းအတွင်းမှာပဲ scan တစ်ခုလုံးကိုပြီးပုံနဲ့ထိုးထည့်လိုက်ပါတယ်ဒါဟာလူသားတွေရဲ့လက်နက်နည်းပညာနဲ့ဂျိုသားတွေရဲ့စွမ်းအောင်တိုင်းတာပြလိုက်တာပါပဲ Blackout တယောက်ထဲနဲ့မဟုတ်ပါဘူးသူ့ရဲ့လက်ထဲကနေ Scorponok လို့ခေါ်တဲ့ chemical ပုံစံစေယုံငယ်တွေတကောင်ထပ်မံထွက်ပေါ်လာပြီးတော့စကန်ရဲ့လိုဝက်ချက်တွေကိုရှာဖွေဖို့ကန်နာရတဲ့ကိုစိတ်ဝင်သွားပါတယ်ဒါ Decepticon ရဲ့ promotion တွေအတက်ခိုက်ပြီးတော့ဖော်ပြနေပါတယ်ဒီတိုက်ခိုက်မှုကစစ်သားတွေကိုရုပ်ပိုင်းဆိုင်ရာအရာတွေမကပဲစိတ်ပိုင်းဆိုင်ရာအရာပါထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်သူတို့ရဲ့စက်တွေစနစ်တွေအားလုံးဖျက်ဆီးပစ်လိုက်တဲ့အတွက်ကဘာကြီးကိုချက်ပေးဖို့တော့မစွမ်းတာတော့ပါဘူးဒါဟာလူသားမျိုးနွယ်တွေဟာအကာအသကအင်အားကြီးမားတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရမယ့်ကနဦးအသီးပေးခေါင်းလောင်းတယ်ပဲဖြစ်ပါတယ်နောက်တစ်ခါမှာတော့ကျွန်တော်တို့ဇက်လိုက် Samwit Wiki ကသူ့ဖိုးရဲ့မျက်မှန်ကို eBay မှာရောင်းပြီးတော့ကားဝယ်ဖို့ကြိုးစားနေတဲ့တာမန်ကျောင်းသားလေးပါသူ့ရဲ့အိမ်မက်ကတော့ကားဝယ်ပြီးသူ့ရဲ့ crash ဖြစ်တဲ့ Makila ရဲ့စိတ်ဝင်စားမှုကိုရဖို့ပါပဲ Sam လို့သားဖာကားဟောင်းဝင်းကိုရောက်တဲ့အခါမှာ1989ထုတ် Chevrolet Camaro ကားအိုကြီးတစ်စီးကသူတို့ဆွဲဆောင်ခဲ့ပါတယ်ဒါရိုးကားမဟုတ်ပဲ Autobots အဖွဲ့ဝင် Beverly B ရဲ့ကားပါသူကသူ့ရဲ့အဆင့်မြင့် scanning စနစ်ကိုသုံးပြီး scan ရဲ့အနောက်ရောက်လာခဲ့ပါတယ်ဒီနေရာမှာ Sam ရဲ့အဖေ Ron ရဲ့ဆန်းတော့တဲ့ဇိုက်တွေနဲ့ Sam ရဲ့စိတ်လှုပ်ရှားမှုတွေကျွန်တော်တို့မြင်တွေ့ရမှာပါ Sam ဟာ Beverly B နဲ့အတူ Makila ကိုအင်လိုက်ပို့ခွင့်ရခဲ့ပါတယ်ဒီနေရာမှာ Makila ကိုင်းကျင်ကိုချမ်းညွှန်စာပြင်ပေးနေတဲ့ mechanic ဖြစ်တာကိုတွေ့ရတဲ့အခါမှာ Sam တရားအော်သွားခဲ့ရပါတယ်ဒါသူတို့နှစ်ယောက်ကြားဆက်ဆံရေးအစပါပဲဒါပေမဲ့ Makila ကားဝီလို့ဝင်မလိုက်တဲ့အခါမှာတော့ Beverly B ကသူ့ရဲ့မာနာကိုပြသခဲ့ပါတယ်သူကလမ်းမှာဖြတ်သွားတဲ့2000ခု Concert Camaro ကို molecular scan ဖတ်ပြီးတော့စက္ကန့်ပိုင်းအတွင်းအသစ်ဆက်ဆက်မိုင်းစာကားကြီးဖြစ်ပြောင်းလဲလိုက်ပါတယ်ဒါ transformer ရဲ့အဆင့်မြင့်နည်းပညာကိုပြသလိုက်တဲ့ပထမဆုံးမိုင်းစာအခိုက်အတန့်ပါပဲနောက်တစ်ခါမှာအာကာသကရတဲ့ Autobots တွေကဘာမျိုးစဉ်းစားလာတဲ့အခါကိုပြတာပါတယ်တကောင်ချင်းစီကသူတို့ရဲ့စရိုင်းနဲ့ကန့်ညီတဲ့ကဘာပေါ်ကားတွေကို scan ဖတ်ပြီးသွင်းယူကြပါတယ် Optimus Prime တော့ Peterbilt 379 truck ကားကြီးဖြစ်အတွင်းခန့်ညားတော့အသွင်ပြောင်းလိုက်ပြီးတော့ Iron High နဲ့ Richard တို့ကတော့စစ်တပ်သုံး pickup နဲ့ကယ်ဆယ်ရေးနေဖြစ်ပြောင်းလဲလိုက်ပါတယ်အဲ့နောက် Optimus က Sam ကိုရှင်းပြပါတယ်သူတို့ကဖျက်ဆီးလို့တဲ့ Decepticon တွေထက်အရင် Allspark ကိုရှာတွေ့ဖို့လိုအပ်ကြောင်း Sam ရဲ့အဖိုးရဲ့မျက်မှန် Allspark ရှိရာနေရာကိုညွှန်ပြနေကြောင်းရှင်းပြပါတယ်ဒီကြားထဲမှာ Sam ရဲ့မိဘတွေဖြစ်တဲ့ Ron နဲ့ Judy တို့အခန်းရဲ့ဇလန်အသက်ဝင်စေပါတယ်။ AR စိတ်အုပ်ကြီးတွေအိမ်နောက်ဖေးမှာပုံနေချိန်မှာမိဘတွေက Sam တယောက်ဆေးတွေတုံးပြီးစိတ်ကြွနေလို့ထင်နေကြတာပါ။ဒါပေမဲ့မကြာခင်မှာပဲအစိုးရရဲ့လှုပ်အဖွဲ့ Sector 7ရောက်လာပြီး Sam နဲ့ Makila ကိုဖမ်းဆီးသွားပါတော့တယ်။ Sector 7 Hooverton မြေအောက်မှာ Megatron နှစ်ပေါင်းများစွာအေးဆေးတင်စီတာပါအစိုးရဒီဂျိုသားနည်းပညာတွေကိုလေ့လာပြီးခေတ်သစ်ကဘာရဲ့ microchips တွေကားအင်ဂျင်တွေနဲ့အာကာသနည်းပညာတွေကိုတည်ထွင်ခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်ဒါပေမဲ့ Megatron လို့ထားလာတဲ့အခါမှာတော့အဲ့ဒီနည်းပညာတွေကလူသားရဲ့အတွက်ချင်းချောက်မှုဖြစ်လာပါတော့တယ်နောက်တစ်ခါမှာတော့ Hooverton ကနေ Allspark ကိုယူဆောင်လာတဲ့အခါကိုပြထားပါတယ် Captain Lenos နဲ့ Sergeant F တို့ဦးဆောင်တဲ့စစ်တပ်အဆင့်မြင့်ဂျိုသားစစ်အုပ်တွေကိုရိုးကြီးကြံနေတယ်မနိုင်ဘူးဆိုတော့သဘောပေါက်ထားပါတယ်နောက်ဆုံးတိုက်ပွဲမှာတော့ American စစ်တပ် Autobots တွေနဲ့ပူးပေါင်းလိုက်ပါတယ်ဒီနေရာမှာစစ်တပ်ရဲ့ view တွေရေးပါလာပါတယ်ရိုးကြီးစံတွေအစားတန်းချက်ကပေါက် support rounds တွေ Decepticon တွေရဲ့အားနည်းချက်ကိုတိုက်ခိုက်ခဲ့ကြပါတယ်စစ်တပ်ရဲ့ပါဝင်မှုကဒီနေရာမှာရေးပါလာပါတယ် digital ဆက်သွယ်ရေးတွေအကုန်လုံးအနောက်ရက်ခံရတဲ့အတွက်ရှေးအောင် Moscow ကိုတုံးပြီးတော့လေတပ်ကိုချက်ပြခဲ့ရပါတယ်ဒါဟာအဆင့်မြင့်နည်းပညာကိုရှေးအောင်နည်းပညာနဲ့တံပြန်တဲ့သိပ္ပံဆန်တဲ့အလဲကောင်တစ်ခုပါပဲ F-22 Raptor တိုက်လေယာဉ်တွေနဲ့ A-10 weapon တွေရဲ့ဖြစ်ကူဟာ Decepticon နဲ့တန်ကြကာတွေထူပါဖို့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာပါတယ်
နောက်တစ်ခါမှာတော့မြို့လေကောင်က Star Screen ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ Megatron ဖြစ်စီမှုတွေကိုရိုက်ပြထားပါတယ်ဒီ Decepticon တွေက Star Screen က F-22 တိုက်ရင်အဖြစ်အသွင်ပြောင်းပြီးတော့ဆိုးရရဲ့လေတက်ကိုအထက်ကနေပြင်တိုက်ခိုက်ခဲ့ပါတယ်ဒါ Transformer တွေအသွင်ပြောင်းနိုင်စွမ်းရနေပြီးတော့စစ်မြေပြင်မှာဘယ်လောက်အနေအများလဲဆိုတော့သက်သေပြလိုက်တာပါAutobots တွေဘက်က Jeff တယောက်ကတော့ Megatron လက်ထဲမှာကြာဆုံးသွားခဲ့ရပါတယ်။အဲဒီကြာဆုံးသွားမှုက Autobots တွေပြေးဆက်မှုကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ Sam ကစစ်တဲ့အကာအကွယ်နဲ့ Ospac ကိုယူပြီးတော့အဆောက်အဦတစ်ခုပေါ်တက်ပြေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကောင်းဆောင်တွေဖြစ်တဲ့ Optimus Prime နဲ့ Megatron ထိတိုက်ကြပါတယ်။ဒီလိုတိုက်ခိုက်မှုကအမြင်ငလင်လို့သူမျိုးပြင်းထန်ပြီးတော့ဘေးနာအဆောက်အဦကရတဲ့တဲ့လိုဖိချက်ပစီကုန်ပါတယ်။ Optimus ကလူသားတွေကိုကာကွယ်ဖို့အတွက်သူ့ရဲ့အသက်ကိုဖိဆက်ဖို့အသင့်ဖြစ်နေတဲ့အချိန်မှာ Sam ကသူ့ရဲ့ကြောက်ရွံ့မှုကိုကျော်လွှားပြီးတော့ Ospac ကို Megatron ရင်ဘတ်ထဲကိုထိုးတဲ့ကစစ်ပွဲအဆုတ်သက်လိုက်ပါတယ်။ Ospac ရဲ့လွန်ပြင်းထန်တဲ့ဆွမ်းရ Megatron ကိုကြာရှုံးသွားစေခဲ့ပါတယ်။စစ်ပွဲပြီးမှတော့ဆိုးရဟာဒီဖြစ်ပျက်ကိုဖုံးကွယ်ဖို့အတွက် Decepticon ကိုကျွမ်းကျင်တွေကို Laurentian Ablis တို့ခေါ်တဲ့ကမ္ဘာအနက်ဆုံးပင်နယ်ထဲမှာဖျက်ပစ်လိုက်ပါတယ်။ဒါပေမဲ့လူသားရဲ့အာဃာတထဲမှာကျွန်တော်တို့လည်းရှိနေတာမဟုတ်ဘူးဆိုတာသင်ခန်းစာရလိုက်ပါ။အင်အားကြီးတဲ့ Ospac ကိုဖျက်ဆီးလိုက်ခြင်းနဲ့ Megatron ကိုနိုင်ခဲ့ပေမဲ့လည်း Autobots တွေအတွက်သူတို့မျိုးနွယ်စုကိုပြန်လည်ရှင်းသန်စေမယ့်အခွင့်အရေးတွေဆုံးရှုံးသွားခဲ့ရပါတယ်။ဒါပေမဲ့ Optimus Prime ကတော့ကမ္ဘာမြေကိုစောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်တို့ကဒီမှာရှိနေပါတယ်။ကျွန်တော်တို့ကစောင့်ကြည့်နေပါမယ်။ Optimus Prime ကဒီစကားနဲ့တူ Autobots တွေကလူသားတွေအကြားမှာအသွင်ပြောင်းရင်ကဘာကြီးကဘာကိုကြိုင်းခဲ့ပါတော့တယ်။ဒါ Transformer ပါ။တင်းရဲ့ကာဂျူသားစစ်ကိုဖြစ်နေနိုင်တယ်ဆိုတော့သင်ခန်းစာပေးသွားတဲ့ကားပေါ့။ဒီ Rica ကိုကြိုင်းနေတဲ့ဆိုရင် like and subscribe တွေနှုတ်ဖို့မမေ့နဲ့အောင်နော်။ကိုမမှာလည်းပြောသွားပြပါအောင်။ကေရီတင်မှာဒီစစ်ကိုကားတစ်စီးရှိမယ်ဆိုဘယ်လိုကားမျိုးဖြစ်စေချင်လဲ။ကျွန်တော်ကတော့ဝါတာတို့ရောက်တဲ့ကားလေးဖြစ်စေချင်တယ်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။